အားလုံးပဲမင်္ဂလာပါနော်အခုဗီဒီယိုလေးကိုကြည့်နေတဲ့ယုံကြည်သူတွေကိုကျွန်တော်တစ်ခုလောက်ပြောပြချင်ပါတယ်နော်ကျွန်တော်တကယ်ချင်းတွေကကျွန်တော်မေးကြတယ်တစ်ခုရှိတယ်နေတို့ဖေကတကယ်အသက်ရှင်နေဆိုရင်ငါ့ကိုပြလေလို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ကဘာပြန်ပြောရလဲဆိုတော့ငါတို့ဖေကတော့ပြလို့မရဘူးပေါ့ဒါပေမဲ့မမြင်ရဘူးပေါ့ကျွန်တော်ဖေကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအပြစ်သားတွေဖြစ်တယ်ကျွန်တော်တို့ကလူဖြစ်တဲ့အတွက်ကျွန်တော်တို့ခန္ဓာကိုယ်မှာအားနေတာရှိတယ်အပြစ်သားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဖះမမြင်နိုင်ကြည့်လို့မရအောင်ဗျာဘာဖြစ်လို့အဲ့လိုပြောရလဲဆိုတော့ဖះအရန်စင်ကြယ်တယ်အရန်ဖြူစင်တယ်အရန်တကူကြီးတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီတာမန်လူအနေနဲ့ဘယ်လိုမှမမြင်နိုင်ဘူးသူတကူပြလို့ရပါတယ်သူအကောင်လိုက်ပြလို့လည်းရဒါပေမဲ့ကျွန်တော်တို့ကသူ့ရဲ့အနာအောင်မပြောနဲ့သူ့မျက်နှာအောင်မပြောသူ့ရဲ့ဘေးမှာရှိတဲ့ဒီရောင်ကြီးတွေသူ့မှာတောက်ပနေတဲ့အရာတွေလောက်ပဲကျွန်တော်တို့တွေ့တာတော့မျက်လုံးတွေမှာကန်းနိုင်တယ်ဒါကြောင့်မို့ဖခင်ကသူကကိုထင်မပြတာဖြစ်တယ်လေအဲ့ဒါကြောင့်မို့ကျွန်တော်ပြောချင်တာဖခင်ကတကယ်ရှိလားမရှိလားဆိုတာတင်ဒုက္ခရောက်တဲ့အခါမှာတကယ်အသက်ရှင်လားမရှင်လားဆိုတာတင်တကယ်ဒုက္ခရောက်တဲ့အခါဖြစ်တင်အသက်ဘေးတဲ့ကြုံရတဲ့အခါတင်မီးဆိုင်ကြည့်ပါယေရှုခရစ်တော်ကတကယ်ဖခင်စစ်ဖခင်မှန်လားဆိုတကယ်ပြောပြချင်တော့တစ်ခုရှိသေးတယ်နော်ဖះစစ်မှန်နေဆိုရင်မန်၅ပါးအောင်မယ်အဲ့ဒီမန်သူ့အချက်မန်၅ပါးအောင်တဲ့ဖះဆိုရင်ဒါဖះစစ်ပါလို့နော်ကမ္ဘာလောကကြီးမှာဖះဆိုတာအများကြီးရှိပါတယ်အများကြီးပဲတေးလုံးမကဖះတွေအများကြီးရှိဒါပေမဲ့ကျွန်တော်တို့ပြန်ပြီးတော့စင်ကြယ်ရမှာကကျွန်တော်ဖះတွေအများကြီးရှိတဲ့တဲမှာပေဖះအစစ်အမှန်လဲဆိုတာကကျွန်တော်တို့ရွေးတက်ဖို့လိုတယ်ပေဖះတကယ်ကိုဘဝနောက်ဘဝတက်ကိုအသက်အာမခံပြီးနိုင်တဲ့ဖះဆိုတာကိုပြန်ပြီးတော့လေးလာတင်တယ်လို့ထင်ပါတယ်။ဘာဖြစ်လို့လဲအခုခေတ်ကလေးတွေကအခုခေတ်လူတွေအားတော့ဘာဖြစ်လို့လဲဆိုတော့ငါဆိုတဲ့အတ္တအကန်ဆိုရငါဟာမကောင်းတယ်ငါဟာပဲမှန်တယ်လို့ထင်ကြတယ်။အဲ့လိုငါဆိုတဲ့အတ္တမဆွဲပါနဲ့လို့တကယ်ကဘာဘုံမှာဖြစ်ပြနေတဲ့အရာတွေရှိသမျှအရာအားတော့ကောင်းပါတယ်ဘာသာတိုင်းလည်းကောင်းပါတယ်။တေချာလေးလာစူးစမ်းပြီးတော့ကိုဘယ်လိုပြောမလဲကိုပိုင်ရွေးချယ်ခွင့်ဆိုတာရှိပါတယ်။တင်တို့ရွေးချယ်မှုမိုင်းတော့တဘဝလုံးစားပါတော့ပြောပြချင်ပါတယ်အရာအားလုံးကကိုကလူသားဖြစ်တဲ့အတွက်ပြမွေးလာတယ်ငိုပြီးတော့မွေးလာကြတယ်ဘာမှမသိဘူးအမေကဗုဒ္ဓဘာသာဖြစ်တော့ကိုရီးယားဗုဒ္ဓဘာသာဖြစ်သွားတယ်အမေကခရစ်ယာန်ဖြစ်တော့ကိုရီးယားခရစ်ယာန်လိုက်ဖြစ်တယ်အမေကမွတ်စလင်ဖြစ်တော့ကိုရီးယားလည်းမွတ်စလင်ဆင်းသက်လာတယ်ဘာမှမသိရအောင်ဗျာယုံကြည်မှုဆိုတာဘာဟုတ်လဲကိုပိုင်ရွေးချယ်မှုဆိုတာမရှိဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကတော့ကို့မှာအတွေးခေါ်ပညာတွေရှိနေပြီဆိုရင်တော့ခု21ရာစုရောက်နေပြီကိုယ်ပိုင်တွေးခေါ်နိုင်တဲ့အုံအောင်ရှိတယ်အခုလေးလာသုံးတက်ပြီးပဲဖះစစ်ဖះမှန်တယ်ဆိုတော့